ပါတယ်လို့ကျွန်တော်မြန်မာလိုပြောတာရှင်ရောဟောရစပတ်မဆောင်ခန်းကြီးလေးနေချစ်လို့ငါတို့အချင်းချင်းချစ်ကြဖို့အကြောင်းမူပါချစ်ချင်းမြတ်တာဖျားခင်နဲ့ဆက်ဆိုင်ဤချစ်တတ်တော်သူကဖျားခင်ဖြစ်ပွားတော်တော်ဒီဖျားခင်တည်တော်သူဖြစ်ဤနောက်ချက်ကတော့ဖြစ်ပြောရဆောင်ခန်းကြီးနေမှာဖြစ်ပါတယ်ယေရှုခရစ်၌ရှိသောထိုစိတ်တော်ကိုတင်တို့၌လည်းရှိစေကြပါအခုခရစ်စမတ်ဒီဇင်ဘာဆိုရင်အားလုံးကခရစ်စမတ်ရာသီခရစ်စမတ်ရဲ့လလို့ပြောကြပါတယ်တကယ်တမ်းလည်းခရစ်တော်ယေရှုက25ရက်နေ့မှာအတိအကျမွေးဖွားတယ်ဆိုတာလည်းဟုတ်ချင်ပါလေဟုတ်ပြီပေါ့နော်လူတွေအနည်းဆက်ဆုံးတို့တွေ့ချစ်ပြီးမှသတ်မှတ်ထားတဲ့ရက်ဖြစ်ကြောင့်ဒီတလလုံးဟာခရစ်စမတ်နဲ့သက်ဆိုင်တဲ့လဖြစ်ပါတယ်အဲ့တော့ခရစ်စမတ်ကိုသူများတွေဘယ်လိုနားလည်ကြလဲဆိုတော့ဈေးဝယ်အရန်ကောင်းတယ်ဘာလို့လဲဆိုတော့အားလုံးအရန်ရှော့ပေးနေခရစ်စမတ်မှာအဲ့ဆိုဈေးအရန်ဝယ်လို့ကောင်းတဲ့ season ဖြစ်တယ်အလုပ်တွေအကြောင်းနေပိတ်တယ်ကလေးတွေပူပျော်တာပေါ့နော်ခရစ်စမတ်ဆိုရင်အကြောင်းပိတ်တယ်ဆိုတော့ winter break ဆိုဒီမှာကလေးတွေပျော်ကြတယ်ကလေးတွေကပူပျော်တယ်ဘာလို့လဲဆိုတော့ center ကိုလေသူတို့အရန်စိတ်ကူးနေတယ်တကယ်ပဲသူတို့အိမ်ငယ်ချင်မှာတိတ်တိတ်လေးခိုးပြီးမှလက်ဆောင်လေးလာထည့်ထားကြတယ်အရင်တော့ဆိုရင်မဖြစ်တယ်ဆိုလို့ချီကလေးတွေထားတယ်ဟိုကလေးတွေမသိအောင်ခိုးပြီးဝယ်ထားတာပေါ့နော်အဲ့လိုလေးတွေထည့်ထားပေးတယ်မနေ့ထားလာတဲ့ချိန်ကတကယ်လို့ကိုကြီးပါလေးပေးတာလေသူတို့ကတော့ဆက်ထားပေးတယ်ပဲထင်တာအဲ့လိုမျိုး culture နဲ့ကြီးလာတယ်ဆက်တော့သူကတကယ်ထင်တယ်အရင်တော့ဆိုတာနဲ့ဒီနေ့ဆိုရင်စာရေးတယ်သူရဲ့ wish list ပေါ့နော်ကျွန်တော်ကဘယ်သူဖြစ်ပါတယ်ဗာလေးလူချင်းပါတယ်ဘာနဲ့ဆိုပြီးကို shopping mall မေးပေါ့ဆိုင်တော့ထည့်ကြတာအဲ့တော့တကယ်လည်းလာတော့လာပေးကြတယ်အဲ့ကျတော့တယောက်နဲ့တယောက်တွေ့ရင်လည်းဖီးယားကိုတီးတီးဖြစ်စေမတီးတီးဖြစ်စေအားလုံးက Merry Christmas လို့လုပ်ဆက်ကြတယ်ဒါကဒီကဘာကြီးရဲ့ယဉ်ကျေးမှုတစ်ခုလို့ပဲကျွန်မမြင်ပါတယ်လို့အဲ့တော့ဒီနေ့ခရစ်တော်ကိုယုံကြည်တဲ့ကျွန်မတို့နော်ခရစ်စမတ်ကို culture တစ်ခုအနေနဲ့ပဲကျွန်မတို့ဖြတ်တန်းနေကြပါလားဘယ်လိုလဲပေါ့နော်တချို့တွေကပြောသေးတယ်ခရစ်စမတ်ဆိုတာငယ်ငယ်တုန်းကတော့အများပျော်တယ်ဒါပေမဲ့ကြီးလာတော့လည်းတလူပါပဲဘာမှထူးခြားပြီးတော့မပျော်ပါဘူးပေါ့အဲ့တော့ဒီနေ့ညီကိုမောင်မတွေစိတ်ထဲမှာဘယ်လိုခံစားရလဲပေါ့နော်ခရစ်တော်မွေးဖွားလာတာဟာကျမတို့တို့တကယ်ပဲတာမန်နေနေတည်ရတယ်လားကျမတို့လူခဲ့တဲ့နှစ်ပေါင်း2000ကျော်ကိုမသွားခင်မှာဒီနေ့ကျမတို့ရဲ့ကလေးတွေကိုပြန်စလာကြအောင်ကျမတို့ကလေးတွေမွေးလာတဲ့အချိန်မှာကျမတို့မိဘတွေအများကြီးမျှော်လင့်ချက်ထားတယ်ကျမတို့ကလေးတွေပေါ်မှာတယောက်စီပေါ်မှာနော်ကလေး9ယောက်ရှိ6ယောက်ရှိ7ယောက်ရှိဟိုတော့ဆရာဆိုရင်73ယောက်ရှိတယ်ပြောတယ်ကလေးဘယ်နှယောက်ပဲမွေးကလေးတယောက်ချင်းစီပေါ်မှာကျမတို့မျှော်လင့်ချက်ရှိတယ်အဲ့တော့ပြောနေဆရာဝန်ဖြစ်ရမယ်ငါတာပညာတတ်ဖြစ်ရမယ်ငါတပည့်ဒီအင်ဂျင်နီယာဖြစ်ရမယ်တော့အဲ့လိုမျိုးပေါ့အဲ့လိုဆန္ဒပြုတယ်ပြီးတော့ပညာတတ်ဖြစ်စေချင်တဲ့အတွက်ကြောင့်ကျမတို့ကမျှော်လင့်တယ်တနေ့ကျရင်အဲ့လိုဖြစ်လာမယ်ကျမတို့ဆုတောင်းတယ်ဆိုတာဆုတောင်းရင်အမြဲတမ်းဆုတောင်းတာပေါ့နော်ကလေးတွေအတွက်ပညာတတ်ဖြစ်ပါစေဘို့လိုဖြစ်ပါစေကျမတို့အဲ့လိုပဲ wish လုပ်တယ်ပေါ့နော်နာမည်ပေးမယ်ဆိုကျမတို့နာမည်ဆိုရင်အများကြီးရွေးပြီးမှပဲပေးကြတာသူခိုင်ကြတော့ကျမတားမွေးတော့ဆိုလို့ပဲဟိုဘက်အမျိုးကလည်းပေးချင်ဒီဘက်ကလည်းပေးချင်နောက်ဆုံးတော့သူ့ဖေးပေးလိုက်တယ်ဆိုတာမျိုးနာမည်ဆိုလည်းအများကြီးနာမည်တော့မှဖုန်ဆန်အောင်ဆိုလေရလာလို့သူ့ဖေးအများကြီးပဲချရေးထားတာနာမည်တွေအဲ့ခက်နေပြန်ရွေးရတာပေါ့နော်ဒါကျမတို့ရဲ့လောကကလေးတွေပေါ့အဲ့လိုကျမတို့ဘာကြောင့်ကျမတို့ကလေးတွေကိုမျှော်လင့်တယ်လဲသူ့ရဲ့အနာဂတ်ကျမတို့ဘာကြောင့်အရန်ကြီးကိုဆန္ဒတွေဖြစ်စေချင်တဲ့ဟာတွေမျှော်လင့်ချက်တွေအများကြီးထားလဲဆိုတော့သူတို့အနာဂတ်ကိုကျမတို့မသိဘူးကျမတို့ဘာမှမသိတဲ့ချိန်မှာမျောလင့်တယ်ဆိုတာကမရှိသေးလို့လေကျမတို့မှာမရှိသေးလို့ကျမတို့ကမျောလင့်နေတာအဲ့တော့ကျမတို့ဘာဖြစ်လို့ဖြစ်ချင်တဲ့ဆန္ဒကျမတို့ရှိလဲဆိုတော့ဖြစ်ချင်လို့ကျမတို့ကဆန္ဒပြုတာအဲ့တော့ခရစ်တော်ဝေဖွားလာတဲ့ဟာလေးနဲ့ပြန်စဉ်းစားကြည့်ရင်ခရစ်တော်ဝေဖွားလာတဲ့ချိန်မှာဖေဖြစ်တဲ့အမေမိဘနှစ်ယောက်ဖြစ်တဲ့မာရိနဲ့ယောသကယေရှုအတွက်သူတို့ဘာအိမ်မက်မှမနိုင်ခဲ့ဘာအိမ်မက်မှမရှိခဲ့ဘာမျောလင့်ချက်မှလည်းသူတို့မထားခဲ့ဘူးဘာဆန္ဒမှလည်းမရှိခဲ့ဘူးနာမည်ပေးဖို့တောင်မှသူတို့ဘာမှစဉ်းစားစရာမလိုဖခင်ကယေရှုကိုမြင်ပေးရမယ်ပြောထားတယ်ကျမ်းစာမှာအတိအကျအဲ့လိုပဲပေါ်ပြထားတယ်အဲ့တော့ဘလို့မွေးဖွားလာဘလို့အသေးခံမယ်ရှင်ပြန်ခမြောက်မယ်ကောင်းကင်ကိုပြန်သွားမယ်ဆိုတာအစအဆုံးကျမ်းစာထဲမှာပြရိတ်ပေးတာဖြစ်တယ်အဲ့တော့ခရစ်တော်ဘလို့မွေးဖွားလာမယ်သူဘာတွေလုပ်မယ်သူအဖြစ်ကြီးကဘာကြီးကဘလို့ effect တွေရှိလာမယ်ဆိုတာတွေကအရန်ထူးခြားမိဘနဲ့သားသမီးနဲ့ကျမတို့ချင်းတော်ဆက်ရတာချင်းအထူးတူမာရီနဲ့ယောသတို့အဲ့ဒီကလေးကအရန်ထူးခြားကျမတို့ကတော့ကျမတို့ကလေးတွေ
အနာကအစအဆုံးတော့မသိဘူးအဲ့ဒါကျွန်တော်တို့ပြောနေရတယ်စဉ်းစားရတယ်ဘာဖြစ်လာလဲကျွန်တော်တို့တကယ်ကိုမသိဘူးဒါမဲ့သခင်ယေရှုကသူမမွေးခင်တည်းကကုံလုံးကြာစားမှာအစအဆုံးပါပြီးသားဖြစ်တယ်အားလုံးပြရိတ်တော်ပါပြီးသားဖြစ်ပါတယ်အဲ့တော့ဒီနေ့ရှုစွာခရစ်မတ်ရဲ့အဓိပ္ပာယ်ပါလေဆိုတော့တွားခင်ခရစ်တော်ရဲ့နာမကျွန်တော်တို့ယဉ်ကြည်ရအောင်အဲ့တော့နံပါတ်1က King of Kings ဆိုတာလေးကျွန်တော်ပြောချင်တယ်အဲ့ဒါကျွန်တော် home cell မှာ Bible study လုပ်တော့နည်းနည်းပြောပြတာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့ဘုရင်လို့ပြောတယ်လဲဆိုတော့မွေးလာကတည်းကဘုရင်ဖြစ်တယ်ဘုရင်တယောက်အနေနဲ့မွေးလာတာဖြစ်တယ်မဟုတ်ပညာရှိတွေလာတဲ့အချိန်မှာသူတို့ hero မင်းကြီးစီကိုသွားတဲ့အချိန်မှာဟာကျွန်တော်တို့ကနန်းတော်ထဲမှာမွေးတဲ့မင်းသားကိုကျွန်တော်တို့လာဖူးပြောတယ်သူတို့ပြောဘုရင်ဣတိယေလယူဒရီရဲ့ရှင်ဘုရင်လို့ပြောတယ်အဲ့တော့ hero ကစဉ်းစားကြည့်ပါပဲရှင်ဘုရင်မွေးတယ်ဆိုဒါကိုစဉ်းစားကိုတာမန်ဆိုရင်တော့တာမန်လို့ပဲဒါပေမဲ့ဘုရင်ကမွေးလာရင်မင်းသားပဲဖြစ်မှာလေသူမှဘုရင်မဖြစ်သေးဘူးအဲ့တော့ hero မင်းကြီးသူစိတ်ပူတယ်သူလူတွေကလေးလေးတွေသူရှောက်တပ်ပလိုက်တယ်အများကြီးပေါ့နော်အဲ့ဒီဖြစ်တော့တဲ့စကားချေပေါ့မင်းသားပဲဖြစ်မယ်မင်းသားတောင်မှဘုရင်ဖြစ်ဖို့မသိချသေးဘူးအဲ့တော့ကဘာပေါ်မှာမွေးလာတဲ့ကဘုရင်အနေနဲ့မွေးလာတာဖြစ်တော့ဖျားပြောလို့ရှိတယ်ဘယ်ဘုရင်ကဘာပေါ်မှာရှိတဲ့ဘုရင်တွေအားလုံးကြီးမင်းသားဘဝကနေသူတို့လာရတယ်ချက်ချင်းဘယ်သူမှဘုရင်မဖြစ်ဘူးအဲ့တော့ကျမတို့ကသူ့ရဲ့နာမကိုဘုရင်တကာတို့ရဲ့ဘုရင်လို့ကျမတို့ခေါ်တယ်အဲ့ဒါကတခြားဒီလူလောကကဘုရင်တွေနဲ့မတူတဲ့အချက်ဖြစ်တယ်မာရိနဲ့ယောသစီကိုတန်ရှင်းသောဝိညာဉ်တော်နဲ့ရောက်လာတာဖြစ်ပါတယ်အဲ့တော့နံပါတ်1ယေရှုဆိုပြီးတော့မှတ်ရမယ်ဆိုပြီးတော့မှတ်တယ်ခန်းကြီး1အငယ်1မှာဖော်ပြထားတယ်တားယောက်ျားကိုဖမ်းမြင်နေပြီးထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုတော်အမည်ဖြင့်မှတ်ရမည်လို့ဟောနေတယ်မှာဆိုရင်အဲ့တော့ယေရှုဆိုတဲ့နာမည်ကဒီကျမ်းပိုက်ထဲမှာပါပြီးသူ့အတိတ်တွေကမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူတို့ဖြစ်သောကြောင့်ဆိုတဲ့ကြောင့်ယေရှုရဲ့အတိတ်တွေကကယ်တင်ရှင်ဖြစ်တယ်ကယ်တင်မဲ့သူဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အမည်နာမနောက်ကပါလဲဆိုခရစ်တော်ကျမတို့ကယေရှုခရစ်လို့ခေါ်တာကိုခရစ်တော်အဲ့တော့ခရစ်တော်ဆိုတာဆရာလဲ Bible study မှာကပြောပြတယ်ခရစ်တော်ဆိုတာက anointed one ဖြစ်ပါတယ်ဘိတ်သိက်ပေးခြင်းခံရသူဆိုတာခရစ်တော်ရဲ့အတိတ်ပဲဖြစ်တယ်အဲ့တော့ကျမတို့က Jesus Christ လို့ပြောပြီးမဲ့ Christ ဆိုတာ Jesus ရဲ့ last name မဟုတ်ဘူးအဲ့ဒီနာမည်တစ်ခုစီမှာသူ့မှာအေးချာသူ့ရဲ့အတိတ်ပဲနဲ့သူရှိတယ်ဆိုတာကိုပြောချင်ပါတယ်လို့အဲ့တော့ဘိတ်သိက်ပေးတယ်ဆိုတာကရှင်ဘုရင်တွေကိုဘိတ်သိက်ပေးတယ်ရစ်ပြောဟိတ်တွေကိုဘိတ်သိက်ပေးတယ်ပြောမယ်ဆိုရင်အရန်ကြီးမားတဲ့တာဝန်တစ်ခုကိုအဲ့ဒီတာဝန်တစ်ခုကိုထမ်းဆောင်ဖို့အတွက်ရွေးချယ်ခြင်းခံရတဲ့အချိန်မှာဘိတ်သိက်ပေးတာအဲ့တော့ခရစ်တော်ဆိုတဲ့ဘိတ်သိက်ပေးခြင်းခံရတာဟာကယ်တင်ရှင်ယေရှုဆိုတာဖြစ်လာဖို့ဘိတ်သိက်ပေးတာဖြစ်တယ်အဲ့တော့ဒီနေ့ကျမတို့ယုံကြည်သူတွေကတစ်ပီနှစ်ကိုမှပြောထားတယ်တင်တို့ဒီမင်းစည်းစိတ်ရှိတော့ရစ်ပြောဟိတ်မျိုးလို့ကျမတို့ပြောတာအဲ့တော့ရစ်ပြောဟိတ်မျိုးဆိုတာကဘိတ်သိက်ပေးခြင်းခံရတဲ့သူဖြစ်တဲ့ကြောင့်ကျမတို့စီမှာလည်းအဲ့ဒီဘိတ်သိက်ရှိတယ်အဲ့တော့ကျမတို့ကအဲ့ဒီဘိတ်သိက်ကိုမထီမဲ့နေနဲ့ပြရအောင်ဘာဖြစ်လို့လဲဘိတ်သိက်ပေးတယ်ဆိုတာကြီးမားတဲ့တာဝန်တစ်ခုအတွက်ကျမတို့ကိုရွေးချယ်ထားတာဖြစ်တယ်ကျမတို့စီမှာတာဝန်ရှိတယ်အဲ့တော့ဘုရားသခင်ရဲ့နိုင်ငံတော်တွေသူ့ရဲ့အမှုတော်တွေမှာကျမတို့ပါဝင်ရမယ်ဘလို့ပါဝင်ရမယ်ဆိုတော့ကျမနောက်မှနည်းနည်းကြံပြောမှဖြစ်ပါတယ်အဲ့တော့ယေရှုခရစ်တော်ဆိုတာကကယ်တင်ရှင်ဘိတ်သိက်ပေးခြင်းခံရသူရွေးချယ်ခံရသူဆိုတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကအီမာနွေလအဲ့တော့ဟေရှာယခုနှစ်14မှာထိုသားကိုအီမာနွေလအမည်ဖြင့်မှတ်ရမယ်လို့ဟိုဟေရှာယမှာပြောထားပြီးသားဖြစ်တယ်အဲ့တော့မဿဲ1:23မှာပြောလဲအီမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ကို God with us အဲ့တော့ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဆိုတဲ့ဟာကိုကျွန်တော်တို့လေးလေးနက်နက်ပြန်ပြီးမှစဉ်းစားကြည့်လိုက်မယ်ဆိုရင်အီမာနွေလဘုရားသခင်ဖြစ်တယ်အဲ့တော့ဘုရားသခင်တော်မှာအဝေးကြီးမှာရှိနေတဲ့ဘုရားကကျမတို့နဲ့အတူတူရှိနေတဲ့ဘုရားဆိုတဲ့အတိတ်ကိုဖြစ်တယ်အဲ့တော့ကျမတို့ဓမ္မဟောင်းကျမ်းကိုပြန်ကြည့်လိုက်မယ်အဲ့တော့ဓမ္မဟောင်းကျမ်းမှာ the presence of God ကရှိတယ်ဓမ္မဟောင်းကျမ်းမှာလည်းဘုရားခင်ကဆင်းခဲ့တယ်ဒီကြီးပေါ်မှာဟိုအာဒါမရဲ့ဧဝကလေးကဆင်းတယ်အာဒါမနဲ့ဧဝကိုညနေတိုင်းသူနဲ့ငါစကားပြောတယ်ဆိုဘုရားခင်ဆင်းလာတဲ့အာဒါနဲ့ပါတယ်ကဲတခြားကျမတို့ဖတ်သွားတဲ့ကြားစာမှာကြည့်မယ်ဆိုရင်ဘုရားခင်ရဲ့ထင်ရှားပြခြင်းအရာတွေအများကြီးရှိတယ်တိနတောင်ပေါ်မှာဘုရားခင်ထင်ရှားတယ်တဲတော်ပေါ်မှာဘုရားခင်ထင်ရှားတယ်အာဗြဟံနဲ့မောရှေနဲ့အေလိယဘုရားခင်ထင်ရှားတဲ့အရာတွေအများကြီးရှိအကျင့်အရေးအတွက်မနေဘူးပေါ့ဒါပေမဲ့
တမဟောင်းမှာကဖျားသခင်တည်ရှိနေခြင်းကိုပြသဖို့အတွက်မိမတယောက်စီကနေမွေးဖို့အတွက်ဘလို့အပ်ခဲ့ဘာဖြစ်လို့လဲဆိုတော့တမဟောင်းကျမ်းမှာကဖျားသခင်ကလူတွေစီကိုဖျားအနေနဲ့ပဲလာအဲ့ကြောင့်မလို့မိမတယောက်မလို့မိမစီကမွေးဖွားတာကိုလူလာဖြစ်ဖို့မလို့အဲ့တော့သူကဖျားအနေနဲ့ပဲတမဟောင်းကျမ်းမှာလူတွေစီကိုလာတဲ့အတွက်ကြောင့်ကြောက်လည်းရကြောက်ရတယ်ဟိုတေးဆွင်တေးပဲပေါ့ပြောမယ်ဆိုရင်ဖျားတူကြောက်အကုန်လုံးတန့်ရှင်းခိုင်းတဲ့အကြောင်းအရာတွေကျမတို့ဒီဘုရားတမဟောင်းကျမ်းမှာကျွန်တော်အများကြီးဖတ်ရတယ်အဲ့တော့ဓမ္မတိမှာကဖျားခင်လူတွေစီကိုလူအနေနဲ့လာမာရီစီကနေဝေးဖွာလာဖြစ်တယ်အဲ့တော့မေမာရီစီကနေဝေးဖွာလာမှဖျားခင်လူလာဖြစ်ရမှာဖြစ်တယ်အဲ့တော့ဖျားကလူလိုလာတယ်ဖျားအနေနဲ့ပဲလာတယ်ဆိုရင်လူမလိုအပ်ဘူးသူလာနိုင်တယ်ပြဿနာပါလဲဆိုတော့သူလာခြင်းဒီအသေးခံဖို့အတွက်ဖြစ်တယ်အဲ့ဒါကြောင့်မလို့သူဖျားလိုလာလို့မရတဲ့အတွက်ကြောင့်သူလူလိုလာတာဖြစ်တယ်ကျွန်တော်တို့လူတွေကိုအပြစ်မရဲကနေကယ်ဖို့အတွက်ကအသေးခံတဲ့မိလာနဲ့ရှိတယ်အဲ့တော့လူဖြစ်မှတည်လို့ရတယ်အဲ့မှာကအပြစ်မရှိတော့သူလည်းဖြစ်ရမယ်ဆိုတော့ဖျားသူ့ကိုကြွဆင်းတာဖြစ်တယ်အဲ့တော့ဖျားခင်ကယေရှုခရစ်တော်ဆိုတဲ့ခန္ဓာအဖြစ်မွေးဖွားလာမှာအတူရှိနေတာဖြစ်တယ်အဲ့တော့မြင်ရတဲ့ယေရှုခရစ်ရဲ့ခန္ဓာကိုယ်အဖြစ်မမြင်ရတဲ့ဖျားခင်ကရှိနေတယ်လို့ကြားစာမှာပြောပြထားတယ်အဲ့ဒါကကောလောသဲ 1:15 မှာပြောထိုသားတော်ဒီမျက်မြင်မရတော့ဖျားသခင်ပုံတံဖြစ်အဲ့တော့ဒီနေ့ယေရှုဒီဖျားသခင်ဖြစ်တယ်ဖျားသခင်ရဲ့မျက်မြင်မရတဲ့ပုံတံလို့ဖြစ်တယ်ယောဟန် 10:37 မှာငါဒီခမဲတော်နဲ့တလုံးတဝကြီးဖြစ်သည်ဟုမိန့်တော်မူ၏တဲ့ I and Father are one အဲ့တော့ခရစ်တော်ဖျားနဲ့ခေါရဖျားကြီးဟာတယောက်တည်းပဲဖြစ်တယ်ဆိုပြီးမှဒီကျမ်းချက်တွေအဖြစ်ကျမတို့သိရပါတယ်အဲ့တော့ဘယင်နဲ့ဒီမာနူလာဆိုတာဖျားဖြစ်ခြင်းဖျားဖြစ်တယ်ဆိုတာကိုကိုစားပြုတဲ့နာမမျိုးဖြစ်တယ်ယေရှုနဲ့ခရစ်တော်ဆိုတာကလူသားဝိချေခံရသူဗိသိက်ဗိခံရသူလူသားကိုပူဇော်တယ်အဲ့တော့ဖျားခင်ရဲ့နာမ၄ခုဖြစ်တဲ့ဘယင်အေမာနီကလည်းယေရှုခရစ်တော်ဆိုတာကအဲ့ဒါဖြစ်တယ်အဲ့တော့ဒီမှာတခုကရောမတွေဒေမီကောဟုတ်ရောမတွေကလည်းဖျားနဲ့လူနဲ့ဝေးကြအခုကလေးတွေကြီးကြရဟာဂျူလီဆိုအကီလီဆိုတာဒေမီကောဖြစ်တယ်အဲ့တော့ဒေမီကောဆိုတာလူတစ်ပိုင်းဖျားတစ်ပိုင်းသူတို့က90ရာခိုင်နှုန်းဖြစ်တယ်90ရာခိုင်နှုန်းဖျားဘာလို့လဲဆိုအမေကလူအဖေကဖျားကိုအဲ့ဆိုသူကဒေမီကောဖြစ်တော့ကျမလုံးဝကျမတို့မဆိုင်ဘူးတရားရာခိုင်နှုန်းဖျားခင်ဖြစ်တယ်ဖျားဖြစ်တယ်တရားရာခိုင်နှုန်းလူသားတယောက်ဖြစ်တယ်မာရိကနော်ဟောတာဖြစ်တယ်အဲ့တော့သခင်ယေရှုကဖျားရဲ့အလုံးနဲ့လူရဲ့အလုံးဖျားရဲ့စီရိုက်နဲ့လူရဲ့စီရိုက်နှစ်ခုစလုံးနဲ့တက်ရှင်အောင်တွေ့ရတယ်အဲ့တော့ဖျားစီရိုက်မှာဘာတွေရှိလဲဆိုကျမတို့သိပြီးသားဖြစ်ပါတယ်ဓမ္မတစ်ကိုပြန်ကြည့်လိုက်ဆိုရင်အော်အိုးပေါ်ရနမိတ်လက္ခဏာတွေအများကြီးပြတယ်ဒါကမြင့်လက်ပြတာလည်းမတူပါဘူးတည်သွားတဲ့လာစုပြန်ရှင်လာတယ်ကျမတို့တွေ့ရတယ်မွေးကလေးကမျက်စိမမြင်တဲ့မျက်စိပြန်လို့ရှိတယ်ခြေလက်တည်နေတဲ့သူအများကြီးကျမတို့မြင်ရပါတယ်အဲ့တော့လူသားအနေနဲ့ရောသူ့ဘယ်လိုရိုက်ရှိတယ်သူစားလောင်ခြင်းသူခံတယ်ကျမတို့ဗိုက်စားလို့ခင်ယေရှုဗိုက်စားတယ်ကျမတို့ဝမ်းနေတဲ့ချိန်မှာငိုသူလိုပဲခင်ယေရှုဝမ်းနေပါတယ်ခန္ဓာကိုယ်ပင်ပန်းနေဒီပေါ်မှာတပည့်တော်တွေနဲ့သူအိပ်ပျော်နေတယ်ဆိုတာပင်ပန်းခြင်းကိုပင်ပန်းလို့ဖြစ်လိမ့်မယ်လို့ကျမယူဆပါတယ်အဲ့တော့ကျမတို့လိုပဲလူသားတယောက်လိုပဲဖြစ်ပါတယ်ဒီနေ့ကျမတို့အပြစ်ငရဲကနေကယ်တင်ဖို့မွေးဖွားလာတဲ့ယေရှုကဖျားသခင်ကိုတော်တိုင်လူသားအဖြစ်သူ့လူတွေကိုထင်ရှားပြတာဖြစ်တယ်ဖျားရဲ့တည်ရှိနေခြင်းကခရစ်တော်ဆိုတဲ့ခန္ဓာမှာဖြစ်ပါတယ်လို့အဲ့ဒါကစစ်မှန်တဲ့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့လူစားတိခံပြီးမွေးဖွားလာတဲ့အဓိကရည်ရွယ်ချက်ကပါလေဆိုကျမတို့အပြစ်ကနေကယ်ဖို့ဖြစ်တယ်အပြစ်ကနေကယ်တယ်အဲ့အပြစ်ကမှလည်းငရဲကနေကယ်အဲ့တော့တိယောနိနေမှာငါတို့အပြစ်တောင်ကလောကီသားအပေါင်းတို့၏အပြစ်ဖြေဖို့တို့ဖြစ်တယ်လို့ပြောပြထားတယ်ပြီးတော့နောက်တစ်ခုကပါလေစီရင်ခြင်းကနေပြီးတော့ခါလေးကျမတို့ကအပြစ်ကနေငရဲကနေလွတ်ဖို့တော့တည်တယ်စီရင်ခြင်းကိုကျမတို့ခါလေးတိတ်မစင်စားဘူးယောဟန်38မှာသားတော်ကိုယုံကြည်သောသူကြီးအပြစ်စီရင်ခြင်းကိုမခံရဘူးပြောတယ်အဲ့ကြောင့်အ
ပြစ်ကြောင့်ငရေကိုတွားရမယ်သူဆိုတာဒါဟာစီရင်ခြင်းကိုခံရမယ်သူဖြစ်တယ်အဲ့တော့ကျမတို့ကဒီ၃ချက်ကနေ၃ခုကနေကယ်ဖို့အတွက်ဝေဖွာလာတာဖြစ်တယ်မမြင်ရတဲ့ဘုရားသခင်ကမျက်စိနဲ့မြင်ရတဲ့ခရစ်တော်ရဲ့ခန္ဓာကိုယ်အဖြစ်သူဟာကျမတို့နဲ့အတူတူရှိနေတဲ့ဘုရားဖြစ်တယ်ဆိုတာကိုပြသပြီးမှအပြစ်ကနေကယ်ဖို့ကြွလာတဲ့အခါမှာသူဖြတ်တန်းခဲ့ရတယ်သူကျမတို့ကိုသူသိစေချင်တဲ့အချက်ကလေးတွေပေါ့နော်အဲ့ဒါလေးကိုဖိလိပ္ပု2 5ကနေ7အထိမှာဗာလေစမ်းချက်တွေကြည့်ပြီးတော့အားယူရအောင်နံပါတ်1အနေနဲ့ဗာလေဆိုတော့လူသားလာဖြစ်ဖို့ကောင်းကင်ဘုရားအဆုံးနေဘာကြောင့်ဆုံးခွာရတယ်လဲဆိုတော့ပြောရင်ဟိုးယောဟန်1မှာပါပြီးသားဖြစ်တယ်အစအဦး၌ဖျားခင်ရှိ၏နှုတ်ကပတ်တော်ဒီလေဖျားခင်ဤသူရှိ၏နှုတ်ကပတ်တော်ဒီလေဖျားခင်ဖြစ်တော်၏နှုတ်ကပတ်တော်ဒီကဘာကြီးကိုဖန်ဆင်းကြရရှိအဲ့တော့နှုတ်ကပတ်တော်ကယေရှုဆိုတဲ့လူသားအနေနဲ့မာရိယာနဲ့တဆင့်မွေးဖွားလာအဲ့တော့ဖခင်ကလူလာဖြစ်ဖို့လူလောကကိုကြွလာတယ်ဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်ဒါဖခင်ရဲ့နံပါတ်1ကကြီးမားတဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်တို့မြင်ရတယ်နံပါတ်2ကဘာလဲဆိုတော့နှိမ်ချခြင်းကိုကျွန်တော်တို့တွေ့ရတယ်စัจ java လာတစ်ခုလုံးကိုပိုင်တာအုပ်စိုးဖန်ဆင်းတော်မူတဲ့ဖခင်ကအမြင့်ဆုံးဆိုတဲ့နေရာကနေမှရှုံဘွယ်လို့ဖြစ်တဲ့ဒီလောကကြီးတဲ့ကိုဆင်းလာတယ်လက်သမားစီယာဘဝနဲ့နှစ်30နေခဲ့တယ်3နှစ်လို့တော့ထိုင်ခဲ့တာတွေ့ရတယ်ဖိလိပ္ပု1 1နဲ့4မှာယေရှုအသက်ရှင်ခဲ့တယ်လို့ကျမတို့အသက်ရှင်ဖို့မှာပြောထားတာကိုတွေ့ရတယ်အဲ့တော့ယေရှုအသက်ရှင်တယ်လို့ကျမတို့အသက်ရှင်ဖို့ကသခင်ယေရှုမှာရှိတဲ့စိတ်တော်ကိုတင်တို့နိုင်လဲရှိစေကြတော့လို့ကျမဖော်ပြထားပါတယ်အဲ့တော့ကျမအသေးစိတ်မဖတ်တော့ဘူးအဲ့တော့အဲ့ဒီစိတ်တော်ထားတွေကဘာလဲဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့တယ်အချင်းချင်းချစ်တယ်တနာဆိုမဲ့တတ်တယ်စိတ်မပွဲပြဘူးရံတွေ့လို့စိတ်မရှိဘူးအတိတ်ပဲမရှိတဲ့ကြော်စောကိတိကိုမတတ်မဲ့ဘူးတဲ့သူတစ်ပါးဒီကိုထက်သာ၍ကောင်းမြတ်သည်ဆိုတော့နှိမ်ချတဲ့စိတ်ရှိပြီးကိုအမှုအရာကိုမကြည့်ပဲသူတစ်ပါးအမှုအရာကိုကြည့်ပြီးမှအချင်းချင်းရှုမှတ်တယ်ဒီဟာကခရစ်တော်ယေရှုစီမှာရှိတဲ့စိတ်တော်တွေဖြစ်တယ်အဲ့ဒီစိတ်တော်တွေကျမတို့စီမှာရှိဖို့အတွက်ပြောထားတာဖြစ်ပါတယ်ကျမတို့ဒီစိတ်တော်ထားတွေကျမတို့စီမှာမရှိဘူးဆိုရင်ဘုရားခင်ရဲ့စိတ်တော်နဲ့ကျမတို့မတွေ့နိုင်ပါဘူးအဲ့တော့ကျမတို့ဒီနိုင်ငံမှာနေတဲ့အချိန်မှာကျမတို့စဉ်းစားကြည့်ရအောင်နော်ကျမတို့ဒီကနေဗမာပြည်ပြမယ်ဆိုကျမတို့ဘာလို့စဉ်းစားလဲနံပါတ်1ကဟာဖုန်လေးရမ်းများမယ်ဖုန်လေးရမ်းများတဲ့ချိန်မှာတို့တာစီးမယ်ချောင်းဆိုးမယ်မတန့်ရှင်းတဲ့အစားအစာတွေငါတို့စားပြီးမယ်ငါတို့ဝန်းပြက်မယ်ဝန်းလျှောမယ်ဖပီမီးပြက်မယ်ငါတို့ AC မရဘူးအရန်ကောင်းချီလေးလည်းအရန်ကြိုက်တယ်ဟာတခြားဖညာပွေးကွာလေးအများကြီးရှိတယ်အဲ့ဒါစဉ်းစားလိုက်လေဒီမြင်ဘုံကွာလို့လို့ကျမတို့ကအခုအမြင့်ကြီးမှရောက်နေဆိုတော့ဟိုးအောက်ကိုမဆင်းချင်ဘူးလေလူကအောက်ကိုလုံးဝမဆင်းချင်ဘူးဖျားတခင်ဟိုးအမြင့်ကြီးကောင်းပင်ကနေဆင်းခဲ့တာကိုစဉ်းစားကြည့်လိုက်ပါကျမတို့ကလေဒါလောကီနိုင်ငံပဲရှိသေးတယ်အဲ့ဒါကိုနည်းနည်းလေးဆိုလေကျမတို့ကဟိုမနေတတ်လို့မထိုင်တတ်လို့ဖြစ်သွားတာကျမတို့ဒီနေ့ဖျားကိုတိလာသာသနာပြုဆရာကိုကြည့်လိုက်ပါဒီနိုင်ငံကရောက်လာတဲ့သာသနာပြုဒေါက်တာဦးလာဟန်စင်ဒီနိုင်ငံနှစ်ပေါင်း30ကျော်ဟိုတိုးလေးမှနေခဲ့တာဒီလိုနိုင်ငံကိုစွန့်ခွာပြီးတော့သာသနာပြုဆရာတွေသူတို့ရဲ့အရင်နေပြိုဆရာနိုင်ငံတွေကိုစွန့်ခွာပြီးမှဟိုးတိုးကြိုတောင်ကြားကျမတို့ကချင်လူမျိုးလိုနေတဲ့ချိန်မှာမမလက်တော့မမိသွားလို့ပြောတယ်နော်ကျမအဲ့ဒါလည်းပြောမှုတယ်နော်ဟိုလူပြုံးနေမြစ်ပတ်တယ်ပေါ့နော်ကျမတို့ကဖျားကိုမသိခင်မှာကျမတို့ကလူရိုင်းတာတာဘဝမှာကျမတို့နေခဲ့တာဖျားကိုသိတဲ့ချိန်ကြမှာတကယ်ကိုယဉ်ကျေးတဲ့လူမျိုးတွေတန်ရှင်းတဲ့လူမျိုးတွေဟိုဖြစ်လာတာပေါ့နော်အဲ့ကြတော့ဖျားခင်ကဟိုကောင်းကင်နိုင်ငံကိုတော့မစွန့်ပြီးမှကျမတို့အတွက်ဒီကိုရောက်လာတယ်ဆိုတာပါအရာကိုကျမတို့ကိုချစ်လို့ကျမတို့နဲ့အတူတူနေချင်လို့အီမာနွေလာဆိုပြီးတော့သူရောက်လာတာဖြစ်တယ်ခရစ်တော်ဘုရားကြီးတပည့်တော်ရဲ့ခြေထောက်ကိုစီးပြီးခဲ့ရတယ်ကျမတို့တွေ့ရပါတယ်ဒါမှခရစ်တော်ဘုရားကကျမတို့ကိုနှိမ့်ချခြင်းကိုတွန်းတင်နေတာဖြစ်တယ်အဲ့တော့ကျမတို့အလုံးမှာအတင်းတော်မှာအိမ်ထောင်မှာအဓိကပြဿနာဖြစ်တယ်ကျမတို့နှိမ့်ချခြင်းမရှိဘူးအိမ်ထောင်မှာလင်မယားကြားမှာပြဿနာဖြစ်တယ်ဒါကြောင့်နှိမ့်ချခြင်းမရှိဘူးယောက်ျားကလည်းငါမိန်းမကလည်းငါဆိုအဲ့ဒီလိုနှိမ့်ချခြင်းလေးတွေမရှိတဲ့ချိန်မှာအိမ်ထောင်မှာလည်းဒါပြဿနာဖြစ်လာအဲ့တော့အချင်းချင်းမှလည်းပြဿနာဖြစ်လာအဲ့တော့ဒီနှိမ့်ချခြင်းကခရစ်တော်ပြန်ကျမတို့ကိုသိချတူတင်ပြထားတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကမြင်ရတဲ့ခရစ်တော်ရဲ့ခန္ဓာကိုယ်အပြင်ထင်ရှားပြသဖို့လောကကိုကြွရောက်လာတယ်ဆိုတဲ့အဖြစ်ရဲ့အဓိကချစ်ချင်းမြတ်တာဖြစ်တယ်ခုနကကျမတို့ပြန်လာဖတ်ပြီး
ချစ်ချင်းရှိလို့ဖျားခင်ကိုမသိအကြောင်းမပါဖျားခင်ချစ်ချင်းမြတ်တာဖြစ်ပါမယ်အဲ့တော့ကျွန်မချစ်ချင်းမြတ်တာလို့ပြောရချင်မှာသူများကိုချစ်ချင်းမြတ်တာပြဖို့ချင်းချင်းချစ်ဖို့ကျွန်မပြောချင်ပါကိုယ့်ရဲ့ဒီလူသားတွေကျမတို့ကိုယ်တိုင်ချစ်ချင်းမြတ်တာအတုံးအခဲဖြစ်နေလို့လိုအပ်တယ်အဲ့ဒါကခရစ်တော်ရဲ့မှာရှိတဲ့ချစ်ချင်းမြတ်တာဘုရားခင်ကပြတဲ့ချစ်ချင်းမြတ်တာဖြစ်ပါတယ်ကျမတို့ဆိုတာအဲ့ဒီစိတ်ပေါ်တာရှိဖို့အတွက်ကျမတို့ပြောတာဒီကျမတို့ချီးမြှောက်ခြင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့မရေမတွက်နိုင်တဲ့နှစ်တန်းပေါင်းများစွာခြောက်ကားရှိနေဦးမဲ့အသက်တာအတွက်ဘုရားခင်ကကျမတို့ကိုချီးမြှောက်ခြင်းဒီနေ့အဲ့ဒီစိတ်ပေါ်တာရှိဖို့ကျမတို့ပြောနေတာဖြစ်ပါတယ်နံပါတ်1အချက်ဒီနေ့ဘုရားခင်ကကြုံဆိုတဲ့နေရာကိုယူခဲ့တာဖြစ်ပါတယ်အဲ့တော့ပြီးဖို့နှစ်ခုနှစ်မှာမိမိအတရေကိုစွန့်၍အစီခံကြုံဤတံကိုယူဆောင်ရဲ့လူကဲ့သို့ဖြစ်နေပွားမြင်ခြင်းကိုခံတော်အဲ့တော့ခရစ်တော်ကဘယင်ဖြစ်တယ်လို့ကျွန်တော်တို့ရှေ့မှာပြောပြီးပြီအဲ့တော့ဘယင်ဖြစ်ပေမဲ့ဘယင်အဖို့အစာဝတ်ခဲ့တာမဟုတ်ဘူးကြုံရဲ့အဖို့အစာဘယင်အဖို့အစာကိုချုပ်ပြီးမှအဲ့ဒီကြုံဆိုတဲ့အစီခံကြုံအဖို့အစာကိုဝတ်ခဲ့တာဖြစ်တယ်ရှင်လူကလည်းစနစ်နဲ့စက်ပုံငါဒီတင်တို့ကိုလုတ်ကျွေးတော်သူကဲ့သို့ဖြစ်၏လို့ခရစ်တော်ပြောထားတယ်အဲ့တော့အဲ့ဒီခေတ်မှာလုတ်ကျွေးတော်သူဆိုတာကြုံနေကိုပြောတာအဲ့တော့အဲ့ဒီကျမ်းချက်ရဲ့အပေါ်မှာပါလဲဆိုတော့စပွဲပေါ်မှာလျှောင်းတဲ့သူကကြီးမြတ်သလားတဲ့လုတ်ကျွေးတဲ့သူကကြီးမြတ်သလားတဲ့အဲ့တော့စပွဲပေါ်မှာလျှောင်းတဲ့သူတို့လူမျိုးတွေကအဲ့ဒီလုံးကအစာစားရင်အဲ့လိုလေးလဲလျှောင်းပြီးစားတတ်တဲ့ဒလိရှိတယ်အဲ့ကြောင့်မို့သူတို့ကစပွဲပေါ်မှာလျှောင်းလို့သူတို့ပြောတယ်အဲ့လိုလေးလျှောင်းပြီးစကားပြောပြီးစားကြတာပေါ့အဲ့တော့ပြောချင်တာတထေးတွေတခင်တွေကမြတ်သလားတဲ့လုတ်ကျွေးတဲ့ကြုံကမြတ်သလားအဲ့လိုပြောရချင်မှာခရစ်တော်ဘုရားငါဒီတင်တို့ကိုလုတ်ကျွေးတော်သူဖြစ်တယ်လို့ကျုံဆိုတာကတခင်ရဲ့စိတ်တဘောနဲ့နေရတယ်ကိုယ်စိတ်နဲ့ကိုယ်နေရတာမဟုတ်ဘူးပြောချင်တာက तू ဖျားဆိုတဲ့ဟာကို empty လုပ်လိုက်ဗလာဖြစ်အောင်လုပ်ပြီးမှ तू နေရဲ့ဆိုတဲ့အကြောင်းဖြစ်တယ်အဲ့တော့ဘုရားခင်က तू ဖျားဆိုတဲ့စိတ်ကိုထားခဲ့တယ်အဲ့ဒီစိတ်နဲ့မဟုတ်ဘူးလူသားစိတ်နဲ့လူသားစာတိကိုခံခဲ့တာဖြစ်တယ်ဘာဘလောက်ထိလဲသူ့ရဲ့အသက်ကိုပေးတဲ့အထိဖြစ်ပါတယ်နံပါတ်3ချက်မှာကအပြစ်ရှိတဲ့လူသားတွေနဲ့နေထိုင်ခဲ့တယ်လူကဲ့သို့ဖြစ်နိုင်တယ်အဲ့တော့ဓမ္မဟောင်းမှာဆိုရင်ဘုရားခင်ကြွလာမယ်ဆိုရင်တို့ဘာလုပ်လဲခန္ဓာကိုယ်လည်းတန့်ရှင်းအောင်နေရတယ်အဖို့အစာလည်းတန့်ရှင်းရတယ်တို့နေတဲ့နေရာပုံမှန်တန့်ရှင်းရတယ်ဘုရားခင်လာဖို့တော့တို့အဲ့လိုမျိုးပြင်ဆင်ရတယ်ပေါ့ဓမ္မဟောင်းမှာဘုရားစကားနားထောင်တာနဲ့သိပဲအဲ့လိုမျိုးပေါ့အဲ့ဒီဓမ္မဟောင်းခေတ္တကအဲ့တော့ဘုရားနဲ့လူရဲ့ဆက်ဆံရေးတည်တယ်ဘုရားဒီတန့်ရှင်းမြင့်မြတ်တဲ့သူဖြစ်တယ်လူသားဒီမတန့်ရှင်းတော့အပြစ်သားတွေဖြစ်တယ်ဆိုတာမျိုးဖြစ်တယ်အဲ့တော့ဓမ္မတိမှာကခရစ်တော်ဘုရားကမတန့်ရှင်းဘူးဆိုတဲ့အဲ့ဒီလူသားအဖြစ်ကိုသူကလာရောက်ခံယူတာဖြစ်တယ်အဲ့တော့ခရစ်တော်ဘုရားနာဇရက်မြို့မှာသူသာသနာမပြုတ်ခင်နှစ်30နေခဲ့တာကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်သူ့ဘုရားလို့ဘယ်သူမှမသိသူကကျမတို့နဲ့အပြစ်သားတွေနဲ့အယံကိုလိုက်ရောညီထွေလို့လည်းသူနေခဲ့တယ်သူများတွေထက်ထူးခြားတဲ့ဝတ်စုံဘယင်ဝတ်စုံသူဝတ်ခဲ့တာမဟုတ်ဘူးဇန်ကြွပြီးမှသူလမ်းလျှောက်တာမဟုတ်ဘူးကျမတို့သွားတယ်လို့ကျမတို့နေတယ်လို့ပဲသူနေခဲ့တယ်နှစ်ပေါင်း30ဘယ်သူမှမသိသူ့ညီတွေတော့သူမသိဘူးသူ့ကိုမယုံဘူးဘလောက်လူသားလို့နေခဲ့တယ်ဆိုတာအဲ့မှတွေ့ရတယ်အဲ့တော့နံပါတ်4အချက်နေတာကိုဂျိုးမဖက်တဲ့စိတ်ပေါ်ထားတဲ့အစီခံခဲ့တာဖြစ်တယ်အငယ်ရှိပါလူဤဂုံအင်္ဂါလက္ခဏာဤပြည့်စုံရဲ့အသေးခံခြင်းတာမဟုတ်လက်ဝါးကားတိုင်းမှာအသေးခံခြင်းတိုင်အောင်အစေကြုံခံ၍ကိုနှိမ်ချတော်မူတယ် selfless ဖြစ်တယ်ကိုဂျိုးမဟုတ်ဘူးငါဆိုတဲ့အတလုံးဝမပါခဲ့ဘူးဆိုတွေ့ရတယ်သူကားတိုင်းလမ်းကိုရှောက်ရမယ်ဆိုတာသူသိတယ်နာကျင်ရမယ်ဆိုတာသိတယ်အရှိတ်ရမယ်ဆိုတာလည်းမှန်တယ်ဒီရှေ့မှာဥယျာဉ်မှာစုတောင်းတော့အိုးဘာဒီခွကျွန်ုပ်စကလွန်နိုင်တယ်လွန်သွားပါတယ်ဒါပေမဲ့လည်းကျွန်တော်တဘောမဟုတ်ဘူးကိုရောရဲ့တဘောအတိုင်းဖြစ်ပါစေလို့ပြောတယ်သူ့ရဲ့တဘောကိုသူညှင်းပယ်ပြီးကားတိုင်းနားကိုရှောက်ခဲ့ပါတယ်ဒီအရာတွေအားလုံးဟာကျမတို့ကိုရမ်းချလို့ကျမတို့ကိုအပြည့်ငရဲကနေကဲဖို့ဖြစ်တယ်ကျမတို့ရဲ့ကိုယ်စားအသေးခံတာဖြစ်တယ်ဒါပေမဲ့တင်မင်းကိုအောင်နိုင်ပြီးမှရှင်ပြန်ထားရတဲ့ဖျားဖြစ်ပါတယ်အဲ့ဒီလိုအချက်တွေကြောင့်မလို့နံပါတ်5အနေနဲ့ကတော့ကြီးမြတ်သောပွဲကိုပေးတယ်တဲ့ခရစ်တော်ဘုရားကအစဦးကနှုတ်ကပတ်တော်ဆိုပြီးတော့ရှိခဲ့တယ်ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးမှလူစားပြီးခံခဲ့တယ်
အစီခံကြုံခဲ့သူကိုဂျိုးမဖက်တဲ့စိတ်နဲ့အဆုံးစုံထိကိုအသက်ကိုတော့ပြီးခဲ့တဲ့အတွက်ကြောင့်ဘုရားသခင်ကအငယ်ကိုမှာဘွဲ့နာမတကာတို့ထက်တာ၍ကြီးမြတ်သောဘွဲ့ကိုပေးကြတော်မူတယ်အငယ်တစ်ဆက်တင်ကိုကျွန်မနည်းနည်းဖတ်ချင်တယ်ကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်၌ရှိသောတတဝါကြီးဟူသောခတ်သိမ်းသောတတဝါတို့သည်ယေရှု၏ဘွဲ့နာမကိုဒူးထောက်၍ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသည်ဖြင့်ခမဲတော်ဖျား၏ဘုံအတည်တော်ကိုထင်ရှားစေကြ၏အကြောင်းတနေ့ကျရင်လူတိုင်းဖျားရှိဒူးထောက်ရပါလိမ့်မယ်ခရစ်တော်ဖျားမွေးဖွားလာတဲ့ချိန်လူတိုင်းတွေ့ခဲ့ပါဘူးအနည်းငယ်တော့သူများလာတွေ့ခဲ့ပါတယ်လူတိုင်းဒူးမထောက်ခဲ့ပါဘူးပိုထိန်နေပညာရှိတွေတော့ပဲဒူးထောက်ခဲ့ပါတယ်ခရစ်တော်သာသနာကြီးတစ်လျှောက်မှာသူ့လူမျိုးတော်တွေအကုန်လုံးခုနကလိုက်ခဲ့တာမဟုတ်ပါဘူးကားရိတ်ပေါ်မှာတင်ပြီးတတ်လိုက်ပါလို့ခေါ်ခဲ့တာလေလူမျိုးတော်တွေဖြစ်ပါတယ်ရှင်ပြန်ထမြောက်ခြင်းကိုတွေ့တဲ့လူလည်းနည်းနည်းလေးပဲဖြစ်ပါတယ်ခရစ်တော်ဖျားဖို့တန်လွင်တော်ကနေကောင်းကင်ကိုပြန်တက်သွားတဲ့ချိန်မှာလည်းတပည့်တော်အယောက်900ကျော်ပဲတွေ့ပါတယ်ဒါနဲ့တနေ့ကျတော့ခရစ်တော်ဖျားကိုလည်းရှိတယ်လူတိုင်းကခရစ်တော်ဖျားကိုထောက်ရမယ်ဒီနေ့ခရစ်တော်ဖျားမသိသေးတဲ့လူတွေအများကြီးရှိသေးတယ်မမီးစမ်းမှုတဲ့သူတွေအများကြီးရှိသေးတယ်ညှင်းဆန်တဲ့သူတွေရှိသေးတယ်ထောင်တဲ့သူတွေရှိပါသေးတယ်ဘသူတွေဘာပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာတာဘလောက်ပဲဘယင်ဖြစ်ဖြစ်ဘလို့လူပဲဖြစ်ဖြစ်ဒီနေ့ကျရင်ခရစ်တော်သားရင်ဖျားဖြစ်ပါလေဆိုပြီးမှနှုတ်ကနေဝန်ခံပြီးမှဒူးထောက်ရမယ်အချိန်ရောက်ပါအဲ့ဒီကြီးမားတဲ့ဘွဲ့နာမှာအမြဲတမ်းရတင်ပါလေကျမတို့ကဒါတွေကိုသိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်အချိန်ကိုမစောင့်မဲနဲ့ကျမတို့ဒီနေ့ခရစ်တော်ဘုရားရှိခိုးဒူးထောက်ပြီးကျမတို့နှုတ်ကနေကိုတော်သားကြီးကြီးမြတ်တော်ဖြစ်တယ်ကျမတို့ဝန်ခံရတဲ့အချိန်ဖြစ်ပါတယ်ဒီကနေ့မွေးဖွားလာတဲ့ခရစ်တော်ဟာဘုရားခင်ကိုတော်တိုင်ဖြစ်တယ်အီမာနွေလဆိုတဲ့နာမည်အဖြစ်ကျမတို့သိရတာဖြစ်တယ်အဲ့တော့ဘုရားခင်နဲ့ခရစ်တော်ဘုရားဘာကွာခြားတယ်တပါးတီရောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏လို့ပြောတော့ဘုရားခင်ကခမဲတော်ဖြစ်တယ်ခရစ်တော်ဘုရားသားတော်ဖြစ်တယ်ကျမတို့ကခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ကိုယုံကြည်တာဖြစ်တယ်အဲ့တော့ကျမတို့တရားဟောရခြင်း6နှစ်ပြီးမှကြည့်မယ်ဆိုရင်ငါတို့ဘုရားခင်ခြောက်ရဘုရားခင်တဆူတည်တော်ဘုရားခင်ဖြစ်တော်မူ၏လို့ဖော်ပြထားတယ်တစ်ငါမှာလည်းဘုရားသခင်တဆူတည်းရှိတော်အဲ့တော့ဘုရားခင်ကတဆူတည်းပဲရှိတယ်လို့ပြောတယ်ဒီနေ့ကျမတို့ယုံကြည်တာက3ပါးတဆူဖြစ်တယ်အဲ့ဒီချိန်မှာခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့သူတို့ရဲ့ဆက်ဆက်မှုဟာဘယ်လိုလဲခိုင်ကြဲကျမတို့နည်းနည်းသိနားမလည်လို့ဖြစ်တတ်ပါတယ်အဲ့တော့ဒီ3ခုကတီးခြားဂုံတက်တီးခြားနာမတွေရှိပေမဲ့အဲ့ဒီ3ခုဘုရားခင်တယောက်တည်းဖြစ်ပါတယ်ကျမဥပမာလေးတစ်ခုပြောချင်တယ်နည်းနည်းနားလေးလွယ်တာပေါ့နော်ဒါကျမစနစ်စကူကလေးတွေကိုပြောရတာအဲ့ဒါပါလဲဆိုတော့ဘုရားခင်ကရေဖြစ်တယ်ရေဖြစ်တယ်ဆိုတော့ရေနဲ့ဆိုင်တဲ့ဂုဏ်သတ္တိတွေအားလုံးရှိတယ်အဲ့တော့ခရစ်တော်ဘုရားကတော့ရေခဲဖြစ်တယ်အဲ့တော့ခဲနေတဲ့ရေကိုကျမတို့ဘယ်သူမှရေလို့မခေါ်ဘူးရေခဲမလို့ကျမတို့ရေခဲလို့ပဲခေါ်တယ်ရေခဲရဲ့ဂုဏ်သတ္တိရှိတယ်ဒါပေမဲ့ရေခဲကိုကျမတို့ရေမဟုတ်ဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့အဲ့ဒီရေခဲကရေကနေပဲဖြစ်လာတာအရေပျော်သွားရင်လည်းရေခဲကရေပဲတက်ဖြစ်သွားတယ်အဲ့တော့ခရစ်တော်ဘုရားဒီရေခဲဖြစ်ပါတယ်နောက်ဥပမာတစ်ခုအနေနဲ့တန်ရှင်တော်ဝိညာဉ်ကရေငွေ့ဖြစ်တယ်အဲ့တော့ရေငွေ့ဆိုတာရေအရန်ဆူပွက်လာတဲ့ချိန်ပူလာတဲ့ချိန်မှာသူကအငွေ့ဖြစ်ပြန်သွားတယ်ရေငွေ့မှာလည်းရေငွေ့ရဲ့ပုံသက်တရှိတယ်ရေခဲနဲ့တော့မတူဘူးဒါပေမဲ့ရေငွေ့ကိုကျမတို့ရေလို့ခေါ်ရေငွေ့လို့ပဲခေါ်တယ်ဒါမဲ့ရေဆိုတာမရှိရေငွေ့ဆိုတာလည်းမရှိတာအဲ့တော့ရေငွေ့လေးတွေအများကြီးစုလာတဲ့ချိန်မှာရေဖြစ်သွားတယ်အဲ့တော့ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကရေငွေ့နဲ့တူတယ်ဒါမဲ့ရေခဲကိုပဲကြည့်ကြည့်ရေငွေ့ကိုပဲကြည့်ကြည့်အားလုံးဒီရေဆိုတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ်ွယ်နေတဲ့၃ပါးသောတဆူသည်ဘုရားသခင်ဖြစ်တယ်ခရစ်တော်ဘုရားသခင်ဘုရားသခင်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်ဘုရားသခင်ဝိညာဉ်တော်ဘုရားသခင်ဘုရားသခင်ဖြစ်ပါတယ်ခမဲတော်ရဲ့ပဲဖြစ်ပါတယ်သားတော်ရဲ့ပဲဖြစ်ပါတယ်အဲ့တော့ခရစ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ကနာမမတူဘူးဒါပေမဲ့ဘုရားသခင်ဖြစ်တယ်လို့ကျွန်တော်တို့စိတ်ထဲမှာဒါကတန်တရားဖြစ်စရာမလိုဘဲနဲ့ယုံကြည်ရမယ်အချက်ကလေးတစ်ခုဖြစ်ပါတယ်လို့အဲ့တော့ကျမတို့ခရစ်စမတ်ရောက်တိုင်းမှာ
သူများတွေရဲ့ culture တွေကျွန်တော်တို့ပြန်သွားမှုပါတယ်အဲ့တော့အဲ့ဒီလွှမ်းမိုးတဲ့ယဉ်ကျေးမှုတွေကနေထွက်လာပြီးမှတကယ် Christmas ကဘာလဲဆိုရအောင်ကျွန်တော်တို့ပြောသွားတယ်ဖျားတဲ့နာမတော်တွေအဖြစ်ကျွန်တော်တို့စဉ်းစားကြည့်ပြီးမှကျွန်တော်တို့ရဲ့ခရိယာအသက်ရှင်ခြင်းကိုပေါ်လေးနဲ့မသွားစေကျွန်တော်တို့လူချင်းဆိုရမ်းပြောတယ် Are you serious အရမ်းပြောတယ်ဖျားသခင်ကအရမ်း serious တာကျွန်တော်တို့ဖျားကိုကျွန်တော်တို့လည်းပြန်ပြီးတော့ serious ပြီးတော့လုပ်တင်လူချင်းတော့မပြောနဲ့နော်အရမ်း serious ထားခဲ့တာကျွန်တော်တို့ကဖျားတော့ဘာမှ serious ဘူးပျော်ပျော်ပါပါပဲပို့ဘူးနော်ခရိယာအသက်ရှင်ခြင်းကလွယ်ကလေးမဟုတ်ဘူးကျွန်တော်တို့ကြိုးစားရတဲ့ဟာခရစ်တော်ဖျားရဲ့စိတ်သဘောထားတွေစဉ်းစားကြည့်လိုက်လွယ်လေးနဲ့ဒါလေးကလွယ်လေးပါဖတ်လိုက်လို့ကြည့်လိုက်လို့လွယ်တယ်ဒါပေမဲ့ကိုယ်တိုင်လက်တွေ့လိုက်ရှောက်ရတဲ့ချိန်မှာတိတ်လွယ်တယ်ကိစ္စတွေမဟုတ်ပါဘူးတဲ့အဲ့တော့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ယေရှုနာမည်နဲ့ကြွဆင်းလာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကဘုရားသခင်ကိုရောတိုင်းကျွန်တော်တယောက်ချင်းစီတို့ဆင်းလာနေတာပါလားဆိုတော့ကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းပြီးမှကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းနှိမ်ချခြင်းချစ်ခြင်းနဲ့ခရစ်တော်ကိုယုံကြည်မှုဆုံးမှာကျွန်တော်တို့သိရှိသွားကြပါစို့တို့လာမယ့်ခရစ်စမတ်နေ့ဖြစ်ပါတယ်ခရစ်စမတ်နေ့တော့ကျွန်တော်တို့အဲ့ဒီနေ့ရက်ထဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အသက်တာကိုလို့ပဲမွေးဖွားလာတဲ့ခရစ်တော်ရှိနေတဲ့ဘုရားသခင်ဟာဒီနေ့ကျွန်တော်တို့နဲ့အတူတူရှိနေတဲ့ဝိညာဉ်တော်ဘုရားဟာအတူတူပါပဲအဲ့ဒါကိုကျွန်တော်ဆင်ခြင်နှလုံးသွင်းပြီးမှသိရှိသွားကြပါစို့ရောက်စီတဲ့ဘုရားသခင်ကို